မင်္ဂလာပါရှင်ညီမချယ်လေးကားရန်တဲပါညီမတို့ကားရန်တဲမှာဒီနေ့ update ပေါ့နော်ကား9စီးအငှားချပေးရင်ရှိပါတယ်ပထမဆုံးတစ်စီးက pick up လေးတစ်စီးရမယ်လာစာက8သိန်းပါ model 2015ပါဒုတိယတစ်စီးကတော့ star red တစ်စီးရမယ်လာစာက10သိန်းပါတတိယတစ်စီးကတော့ Suzuki Swift လေးဖြစ်ပါမယ်လာစာက9သိန်းပါနောက်ထပ်တစ်စီးကတော့ Suzuki Ertiga Type D ဖြစ်ပါမယ်လာစာက18သိန်းပါကျန်တဲ့3စီးကမတ်တူရွှေငါ3စီးပါအဖြူရောင်ရယ်အနက်ရောင်ရယ်ခဲရောင်ရယ်ရပါမယ်အင်ဂျင်ပါဝါက 2.4 ပါရှင်20ကအဖြူရောင်ပါကျန်တဲ့2စီးကတော့ 2.4 ပါညီမရဲ့ကားရန်တဲမှာကုမ္ပဏီနဲ့လုပ်ငန်းတည်တံ့ကိုပဲအငှားချပေးပါတယ်လုပ်ငန်းလိုင်စင်ရှိရပါမယ်ကုမ္ပဏီလိုင်စင်ရှိရပါမယ်ရှင်ပြီးတော့ညီမတို့ရဲ့ကားတွေကိုနေလုံးဝပေးမထွက်ပါဘူးရန်ကုန်မြို့တွင်သုံးတည်တံ့ပါ